ကြည့်နော်ဖဏစီပြီးတော့စေဒီအပေါ်ကိုတတ်တာအဲ့ဒီလောက်ရက်ကိုမြင်တော့ဝဇီရဗုဒ္ဓတီကာဤအဆိုကိုတွားပြီးတတိရပါတယ်ဝဇီရဗုဒ္ဓတီကာမှာဘာဆိုထားတယ်လဲဆိုရင်ကမ္မာပရာဒတတ္တာနံဝိနာတိပိစုပတ္ထိတေအနယောနယရူပေနဗုဒ္ဓမာကံမြတိတ္တတိကမ္မာပရာဒတတ္တာနံကုသိုလ်ကံချွတ်ချော်ခြင်းသို့ဆက်ရောက်၍နေကြကုန်သောတတ္တာနံတတ္တဝါတို့မှာဝိနာတိပျက်စီးဖို့ရန်သည်ပိစုပတ္ထိတေဥတည်၍လာပြီဆိုရင်အနယောနီးလွဲနီးမားတို့သည်နယရူပေနနီးမှန်လမ်းမှန်အဖြစ်ဗုဒ္ဓိန်ကြီးပွားမိအခွင့်အလမ်းတွေကိုဗုဒ္ဓိန်အသိဉာဏ်တွေကိုအကံမြနင်းနယ်ဖြစ်စည်း၍တိဋ္ဌတိတီလာဤလို့ဆိုထားပါတယ်ဆိုလိုတာကတတ္တဝါတွေဟာပျက်စီးဖို့ဥတည်လာပြီဆိုရင်နီးလွဲနီးမားတွေဟာနီးမှန်လမ်းမှန်ဟန်ဆောင်ပြီးတော့ကြီးပွားမိအခွင့်အလမ်းတွေကိုဖြစ်စည်းလာတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်အခုလိုမလုတ်တဲ့မလုတ်ထိုက်တာတွေကိုလှုပ်လာကြတာဟာပျက်စီးဖို့ဥတည်လာခြင်းဖြစ်ပါတယ်ဒီလိုလှုပ်တာတွေကိုအားပေးအားမြောက်လှုပ်တဲ့လူတွေလည်းရှိပါတယ်မကောင်းမှုဆိုတာဟာကိုယ်တိုင်ကျူးလွန်မှမဟုတ်ပါဘူးမကောင်းမှုလုပ်နေတဲ့လူကိုအားပေးအားမြောက်လှုပ်ခြင်းဟာလည်းပဲမကောင်းမှုကိုကျူးလွန်တာပဲဖြစ်ပါတယ်အဲ့ဒီမကောင်းမှုကျူးလွန်တဲ့လူမကောင်းကျိုးခံစားရပြီဆိုရင်အားပေးအားမြောက်လုပ်တဲ့လူတွေလည်းထိုမကောင်းမှုရဲ့အကျိုးဆက်ကိုခံစားရမှာဖြစ်ပါတယ်ဒါကြောင့်ဒီလိုလုပ်ရမျိုးတွေကိုအားပေးအားမြောက်မလုပ်ကြပါနဲ့တွေ့ပြီဆိုရင်ကဲ့ရဲ့ရှုံချပြီးတော့အပြစ်တင်ကြပါမလုပ်တဲ့မလုပ်ထိုက်တာတွေကိုမလုပ်ဖို့တားမြစ်ပေးကြပါလို့ပြောချင်ပါတယ်နော်